အိန္ဒိယရဲ့အတန်ရှင်းဆုံးတန်ရှင်းမှုရှိဆုံးနှုတ်ထွက်ပစ္စည်းထုတ်လုပ်တဲ့ထက်ခွဲကန်းထဲကိုချိုးဆိုပါတယ်ဗျာဒီတလေးကပတ်ဝန်းကျင်ကနေပိုးမွားတွေစတင်တွင်းယူတာနဲ့စတာဖို့နှုတ်တွေကိုအချင်းချင်းတုံးထားတဲ့ဒေအိုးဟောင်းကြီးတဲ့လောင်ထဲပါတယ်အလုပ်တွေအားလုံးကချမ်းပင်ပေါ်မှာလုပ်တာပါလူတွေအချင်းချင်းနှင်းထားလို့ချမ်းပင်ကတော့ချိုးတင်ပိုးတတ်ပြီးသားပေါ့ဖုံတွေပြားတွေနဲ့ကန်တရားကိုတော့အရသာဖေးစနစ်ထဲကိုတရားဝင်ထဲသွင်းလိုက်ပါပြီနောက်ထပ်ကတော့နှုတ်အပေါ်ရန်လွာခွာတဲ့အဆင့်ပါလက်ထောက်ကနှုတ်အပေါ်ရန်လွာလေးတွေကိုလက်နဲ့ပဲခွာချတာပေါ့လက်အိတ်တွေလားအဲ့ဒါကချက်လက်တွေကိုပိတ်ဆို့နေမှာပေါ့လက်ပလာနဲ့ခန္ဓာကိုယ်အပူဓာတ်ပြီးတော့လက်တွေ့ဘဝနဲ့ထိတွေ့ထားတဲ့လက်အရည်ပြားတွေနဲ့ပဲနှုတ်အပေါ်ရန်လွာထဲကိုထပ်တလဲလဲလူမရတဲ့ထိတွေ့မှုအသေးစိတ်တွေကိုထည့်သွင်းတာပေါ့နှုတ်အပေါ်ရန်လွာတွေကိုဆွဲဖလဲပြီးဆိုစီစီဖီနေအောင်အတိအကျစုပုံထားတာပေါ့ခန္ဓာကိုယ်ကနေအသစ်ထွာချလိုက်တဲ့တစ်ရှူးတွေကိုပြန်ယူနေတယ်လို့ပါပဲနောက်တော့လှိဖြတ်ပြီးထုတ်ဖို့တဲ့အဆင့်ကိုရောက်ပါပြီနှုတ်အပေါ်ရန်လွာတွေကိုခန်းစားချက်မမှန်နဲ့အစိတ်အမြွာလေးတွေအဖြစ်လှိဖြတ်လိုက်ပါတယ်တကြားအစစ်လေးတွေနဲ့အခွမ်းမာတီးတွေကိုအလဲတက်ကိုတိုက်ရိုက်ချထည့်ပါတယ်နှုတ်အပေါ်ရန်လွာကိုခောက်ပတ်ပြီးတော့အလုံးပိတ်လိုက်တာပေါ့အလားပတ်အတွက်မဟုတ်ပါဘူးအချိုဓာတ်နဲ့အန်ဒီယေကိုအတူတူပေါင်းဆက်ပိတ်လောင်ထားဖို့ပါပဲဒီချိန်မှာတော့ဇလိုက်ကျော်ရဲမီကရိုက်ကွင်းသေးကိုရန်တန်ဖြတ်ထန်းသွားပြီးဖော်ရွေးတဲ့တတိပေးချက်တစ်ခုပေးသွားပါတယ်ဒါကတော့100ရာခိုင်နှုန်းလက်လို့100ရာခိုင်နှုန်းရှုပ်ထွေးပရံပရာနိုင်ပြီးဓာတ်ပုံစစ်ထုတ်စနစ်လုံးဝမပါတဲ့အလုပ်ငန်းခွင်ပတ်ဝန်းကျင်ပါပဲဒါကတော့မာလေးဖန်ဆိုတဲ့အချိုပွေပါတခြားကဘာတစ်ခုကိုတကြောင်းသွားခရီးစဉ်တစ်ခုလည်းဖြစ်ပါတယ်